ဇာလံကျမ်းခန်းကြီး91အပိုင်ငယ်1နှင့်အမြင့်ဆုံးသောဖျားဤကွယ်ကာယဌာနတော်၌နေသောသူသည်အနန္တတကုရှိ၏အရေးကိုခွေရလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရာငါ၏ရဲ့တိုင်ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏ဇာလံကျမ်းခန်းကြီး91အပိုင်ငယ်3နှင့်4အကယ်စင်စစ်မုတ်ဆိုးဤကြော့ကွင်းနှင့်၎င်းတည်တတ်တော်နာနှင့်၎င်းသင်ကိုကဲလို့စေတော်မူမည်အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တော်အောက်၌တင်သည်လုံခြုံစွာနေရလိမ့်မည်တစ္ဆာတော်သည်တင်ဤတိုင်လွှာဖြစ်လိမ့်မည်ဇာလံကျမ်းခန်းကြီး91အပိုင်ငယ်9 6ညအခါဖြစ်တတ်သောဘေးကို၎င်းနေ့ချိန်၌ပြစ်သောများကို၎င်းမှောင်မိုက်ထဲမှလဲတတ်သောကာလနာကို၎င်းမွန်းတဲ့အချိန်၌ဖြစ်စီတတ်သောဥပတ်ကို၎င်းတင်သည်မကြောက်ရဇာလံကျမ်းခန်းကြီး91အပိုင်ငယ်9တင်ဤအနာမှလူတထောင်တင်ဤလက်ရဘက်မှလူ1000လဲတော်လဲတင့်ကိုမထီမခိုင်ရတင်သည်ကိုမျက်စိနှင့်ကြည့်၍မတရားသောသူတို့၌ရောက်ရသောအပြစ်ကိုမြင်ယုံမျှတာရှိလိမ့်မည်ဇာလံကျမ်းခန်းကြီး91အပိုင်ငယ်9 10ထာဝရဘုရားသည်ငါခိုလုံရဖြစ်တော်မူ၏ဟုတင်သည်ဆို၍အမြင့်ဆုံးသောဘုရား၌နေရာကျသောကြောင့်တင်၌မကောင်းသောအနေထာယုံမကတ်မရောက်တင်နေရာသို့ဘေးဥပတ်မချင်ရာဇာလံကျမ်းခန်းကြီး91အပိုင်ငယ်7 12တွားလေးရရ၌တင်ကိုဆောင်းလျှောက်စေခြင်းငါကောင်းကင်တမန်တို့အားတင်အဖို့မှာထားတော်မူသည်ဖြစ်၍တင်ခြေကိုကြောက်နှင့်မထိမခိုက်စေခြင်းငါသူတို့သည်တင်ကိုလက်နှင့်မဆချီပင်ကြလိမ့်မည်ဇာလံကျမ်းခန်းကြီး91 73 14တင်သည်ချင်းသစ်နှင့်မွေဆိုးပေါ်မှကြော်သွား၍ချင်းသစ်ပြိုနှင့်နဂါးတို့ကိုခြေဖြစ်နေလိမ့်မည်သူသည်ငါကိုချစ်သောကြောင့်သူကိုငါကယ်နှုတ်မည်ငါ၏နာမကိုတည်သောကြောင့်သူကိုငါချီးမြှောက်မည်ဇာလံကျမ်းခန်းကြီး91ပိုင်ငယ်15 16သူသည်ငါကိုခေါ်သောအခါငါထူမည်ဒုက္ခခံရသောအခါသူ့ဘက်မှငါနေ၍ချမ်းသာပေးမည်သူ၏ဖုံကိုလည်းထင်ရှားစေမည်ရှေ့သောသက်နှင့်သူကိုရောင်ရဲစေ၍ငါ၏ကယ်တင်ခြင်းကျေးဇူးကိုသူအားပြမည်ဇာလံကျမ်းခန်းကြီး91အပိုင်ငယ်1မှ16ပြပါပြီ